မင်္ဂလာပါရှင်အတင် live မှာပြန်လဲကြိုဆိုပါရစေဒီနေ့အတင်ပြောချင်တဲ့အကြောင်းအရာလေးရပါတော့ခုမိုးရင်းလည်းရောက်လာပြီးချောင်းနေစိုးနေကြတယ်ချောင်းနေစိုးနေတာလည်းတွေ့တယ်ကျမကိုယ်တိုင်လည်းအစားစားလို့ရှိရင်ပေါ့နော်တီးပြီးတော့ချောင်းဆိုးတတ်တာရှိတယ်အဲ့အတွက်ကြောင့်မလို့နှစ်ပတ်ကြော်လာလို့ရှိရင်တော့စေကံပြတဲ့နေဆိုတဲ့အကြောင်းလေးရဲ့ပြီးတော့ဘလိုလေးတွေဆောင်းချောင်းရှိရဆိုတာလေးရေးပေးထားပါတယ်ရေးပေးထားတဲ့အပြင်ကျမတို့ပေါ့နော်ဆိုင်တစ်ဆိုင်သွားလို့ရှိရင်ကိုသွားတဲ့ဆိုင်ပေါ်အမူတည်ပြီးဘေးနားမှာဘေးဝိုင်းနေရှိလို့ရှိရင်ကိုယ့်ရဲ့အသက်အနေနဲ့တီးသွားရင်ပဲဖြစ်ဖြစ်ချောင်းနေအရန်ဆိုးလိုက်လို့ရှိရင်ပဲဖြစ်ဖြစ်ဘေးဝိုင်းတွေတော့နှောက်ယှက်ဖြစ်မှာဆိုလို့ကျမလှုပ်ဖြစ်နေတဲ့ပုံစံလေးကို share လုပ်ပေးပါမယ်ကျမဘယ်လိုလုပ်ဖြစ်လဲဆိုလို့ရှိရင်တော့အဲ့ပေါ့နော်ချောင်းဆိုးခြင်းပြီးတီးခြင်းပြီးဆိုလို့ရှိရင်တ िश ူးလေးကိုယူပြီးစက်ကလေးနဲ့ပိတ်ပြီးတော့ချက်လောက်တော့ဟိုဖြစ်လိုက်တယ်ဒါပေမဲ့တီးရဆိုတာအရန်ထိန်ရခတ်တယ်ဟာပါဒါပေမဲ့ကျမထိန်းဖြစ်တဲ့ပုံစံလေးကတော့ရေနွေးရှိပါတယ်စားတောက်တွေပြီးမှရေနွေးရှိတဲ့ရေနွေးကိုရေနွေးဖြစ်ဒါမှမဟုတ်ရေအေးတော့မရပါဘူးရေခဲရေလုံးဝမရပါဘူးရိုးရေကိုပဲပါဇက်ထဲမှာလဲချောင်းသားမှာတွားပြီးတော့ထိန်းပြီးတော့ခဏလေးထားလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဲ့တီးနေတာချက်ချင်းမသက်သာသွားရင်တော့မှအဲ့နည်းနည်းတော့အရန်ကြီးကျုပ်ပြက်စင်းမြတ်ထီတော့မဖြစ်ပါဘူးအဲ့ဒါလေးကိုလဲချောင်းထဲမှာအရင်ရှင်းလိုက်ပေါ့နော်ရှင်းပြီးသွားလို့ရှိရင်ထွေးထုတ်လို့ရမယ်ရှိရဆိုလို့ရှိရင်လည်းအမိုက်ပုံးလေးရှိတတ်ပါတယ်အမိုက်ပုံးလေးမှာရှိလို့ရှိရင်ထွေးထုတ်လို့ရရင်ထွေးထုတ်ပါဒါပေမဲ့ထွေးထုတ်တာတဲ့ကျမကတော့ကိုယ့်ကိုပေါ့နော်ကိုယ့်အသက်ရှိပဲကိုယ့်ကိုပေါ့ပြန်ပြီးတော့ပဲမျိုးချပြီးတော့ပဲထိမ့်မှာပေါ့နော်ဒါကလည်းကိုသွားတဲ့ဆိုင်ပေါ့၄ယောက်နဲ့ဘေးနားမှာရှိရဲ့လူတဦးချင်းစီကိုလေးစားရမယ်ဆိုတဲ့စိတ်ဓာတ်ကလေးတွေနဲ့ပြုလုပ်စေချင်တာပါဒါကလည်း main ကလေးတွေအတွက်လိုအပ်တယ်လို့ကျမမြင်လို့ပြောပြခြင်းပဲဖြစ်ပါတယ်အားလုံးလည်းသဘောထားကွဲနိုင်ပါတယ်ရှင်ကျမလည်း perfect ဖြစ်နေပါဘူးဒါပေမဲ့တိတဲ့လောက်ကလေးကိုပြန် share လုပ်ပေးခြင်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်